2021ခုနှစ်ကစပြီးပြောင်းလဲလာတဲ့မြန်မာနိုင်ငံရေးအခင်းကြီးမှာတရုတ်နိုင်ငံရဲ့တန်တမာရေးကကစားကွယ်တွေကဘလို့ရှိမလဲနိုင်ငံတကာဆက်ဆံရေးကိုစိတ်ဝင်စားသူတိုင်းမျက်ခြေပြတ်ခံလို့မရတဲ့ပထဝီနိုင်ငံရေးဖြူဟာတစ်ခုလိုတော့ဆိုနိုင်ပါတယ်ဒီတော့အချိန်ကာလအလိုက်ဖြစ်ပေါ်ခဲ့တဲ့တရုတ်ရဲ့တန်တမာရေးအဖြောင်းလဲတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ကြရအောင်ဒီကနေ့ဆွေးနွေးသွားမယ့်အစီအစဉ်တွေကတော့အပိုင်း1 2021အာဏာသိမ်းမှုအခြေအနေအပိုင်း2 2029စစ်စင်ရဲ့အပြောင်းလဲအပိုင်း3နှစ်ခွဖြူဟာနဲ့ချင်းခွင်ရှားနေခြင်းအပိုင်း4တရုတ်မြန်မာစီးပွားရေးစင်ကြံအပိုင်း5အနေဆက်အပက်အခက်ရစေးကြားဝင်စစ်ဆက်မှုနဲ့နောက်ဆုံးအပိုင်း6 2026တန်တမန်ရေယာမှာဖြူဟာဆိုပြီးခွဲခြားထားပါတယ်ဟုတ်ပြီပထမဆုံးအနေနဲ့အပိုင်း1ဖြစ်တဲ့2020အာဏာသိမ်းမှုချင်းရဲ့အနေနဲ့ဆက်လိုက်ကြရအောင်အားလုံးမမိကြအောင်မဲထင်ပါတယ်2021ဖေဖော်ဝါရီလမှာအာဏာသိမ်းမှုစတင်ခဲ့တာပေါ့ဒီချိန်မှာပေချင်မကလက်ရှိအခြေအနေကိုဘလို့ထိန်းသိမ်းခဲ့တယ်လဲဆိုတာချစ်အောင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာဆိုရင်တရုတ်နဲ့ယူရှာကဗီတိုအာဏာသုံးပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုကာကွယ်ပေးခဲ့တယ်အဓိကတော့သူတို့ရဲ့ဒေါ်လာ19ဘီလီယံလောက်တန်ဖိုးရှိတဲ့နိုင်ငံခြားတရရင်းနှီးမြှုပ်မှုတွေကိုအကာအကွယ်ပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့2023ဆော်ပန်ရောက်တော့မြေပြင်မှာစစ်ရေးကနိုင်ရှော့မပေါ်ပဲရပ်တန့်နေသလိုတရုတ်ဆန်ချင်းစစ်တပ်တွေကလည်းတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။ဒီတော့ဒီနေရာမှာအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတစ်ခုထွက်လာတယ်။စစ်ရေးအရာအနိုင်ရှော့မပေါ်ပဲရပ်တန့်နေခဲ့တဲ့အခြေအနေကိုဘယ်အရာကတွန်းအားပေးပြီးကြော်လွှားစေခဲ့တယ်လဲ။ပေကျင်းရဲ့တန်တမာရေးအတွက်ချက်မှုတွေကိုဘာကမြရွတ်တရက်ပြောင်းလဲတွားစေခဲ့တာလဲ။ဒီအဖေကတော့အပိုင်းငယ်ဖြစ်တဲ့1020ခန်းငယ်စစ်စင်ရေးရဲ့အပြောင်းလဲဆိုတဲ့ခေါင်းစဉ်အောင်မှာတွေ့ရမှာပါ2022ခုနှစ်အောက်တိုဘာလ29ရက်နေ့ကိုပြန်သွားကြည့်အောင်ညီနောင်မမိတ်3ဖွဲ့ဖြစ်တဲ့ AAMNDA နဲ့ TNL တို့ဦးဆောင်ခဲ့တဲ့စယွန်း3ဖွဲ့စစ်စင်ရေးကြီးစတင်ခဲ့ပါတယ်ဒီတော့စစ်ရဲ့ပမာဏကတကယ်ကိုကြီးမားကျယ်ပြန့်လွန်းပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကမဟာဗျူဟာကြားတဲ့နေပြည်တော်ကိုတင်ပိုက်နိုင်ကြုံသားမကပဲစစ်ကောင်စီအတွက်ဆယ်စုနှစ်မြောက်တွင်အစိုးရဆုံးစီးရေးအရှုံးကိုရင်ဆိုင်စေခဲ့ပါတယ်နောက်ပြီးမြေပြင်တပ်တရဲ့စီလုံးမှုဘယ်တော့တောင်အားနေနေတယ်လဲဆိုတာကိုပါအထက်အရှာဖော်ထုတ်ပြသနိုင်ခဲ့တာပေါ့ဒီဖြစ်စဉ်တွေမှာတရုတ်ဘက်ကဘယ်လိုပါဝင်ပတ်သက်နေတယ်လဲဆိုတာစစ်ကြည့်ရအောင်တကယ်တော့ပေကျင်းဟာတရုတ်နိုင်ငံသားတွေကိုကျွံပြူနေတဲ့ Cyber Raspberry ကွင်းတွေကိုမြစ်ဖြတ်ဖို့တဲ့ဒီပဋိပက္ခကိုခွင့်ကောင်းယူပြီးမာဗျူထားကြကြတုံချခဲ့တာပါအစပိုင်းမှာတိုင်းတလဲနဲ့ကင်ဒီရဲ့ဒိုးစစ်ကိုတွယ်ဝိုင်းတဲ့နည်းနဲ့ခွင့်ပြုပေးခဲ့တယ်အဲ့ဒီနောက်ရာဇဝတ်ကွင်းတွေနေနေဖို့ကိုခန့်ဒေတာကိုလစ်စမီဖြတ်တောက်ပြီးဖိထားပေးခဲ့တယ်နောက်ဆုံးကြတော့မှဟိုင်ခင်အပြည့်ခရက်စီယူကိုဂျားဝင်ဆေးဆက်ပေးခဲ့တာတွေ့ရပါတယ်တကယ့်ကိုအကွက်ကြတဲ့ခြေလမ်းတွေပါပဲကဲအခုအပိုင်း3ဖြစ်တဲ့နှစ်ခွဗျူဟာနဲ့ချင်းဝင်ညာညီရင်းကိုဆက်သွားကြရအောင်ဒီနေရာမှာတရုတ်ရဲ့အမတန်ဆက်ရက်တဲ့နှစ်ခွဗျူဟာချင်းဝင်လာညီပုံကိုမြင်တွေ့ရမှာပါတစ်ဖက်မှာနိုင်ငံတော်အဆင့်တန်တမာရေးရအကာအကွယ်ပေးတာအစိုးရတရက်အဖြစ်ရပ်တည်နိုင်ရင်းနဲ့အခြေခံအဆောက်အအောင်စီမံကိန်းတွေအတွက်စစ်ကောင်စီကိုထောက်ခံပေးတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့နေဆက်ထိုးစစ်တွေကိုတွယ်ဝိုက်ခွင့်ပြုပြီးတရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုနှိမ်နင်းဖို့နိုင်ငံတော်မဟုတ်တဲ့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့ပါလက်တွေ့ကြကြဆက်ဆက်နေတာဖြစ်နေပါတယ်ခွေခွက်ကဲနေတဲ့ဗျူဟာလို့ဆိုရမှာပေါ့ဆက်လက်ပြီးတရုတ်ရဲ့အဓိကဟိမန်ချက်ဖြစ်တဲ့အပိုင်းလေးတရုတ်မြန်မာစီးပွားရေးစင်ကြံကြောင်းကိုကြည့်လိုက်ရအောင်တရုတ်အတွက်မြေပြင်ကအခြေခံစောက်အုပ်တွေကဘာကြောင့်ဒီလောက်အရေးကြီးနေတာလဲအဓိကကတော့မလက်ကရေလက်ချားကိုဖြတ်တန်းเสียမလို့ပဲအိန္ဒိယသမုဒ္ဒရာစီကိုတိုက်ရိုက်ရောက်ရှိနိုင်မဲ့မဟာဗျူဟာမြောက်ထပ်ပေါက်လို့ချင်လို့ပါဒီအတွက်ကြောက်ဖြူရေနဲ့စက်ကန်းယူနန်ပြည်နယ်အထိတွေ့တန်းထားတဲ့ရေနံနဲ့တဘာဝတန်ငွေပိုက်လိုင်းတွေပြီးတော့လာရှိုအနီးကမဟာဗျူဟာမြောက်မီတာလန်းစီမံကိန်းတွေဟာ CMEC လို့ခေါ်တဲ့တရုတ်မြန်မာစီးပွားရေးစင်ကြော်ရဲ့အသက်သွေးကြော်တွေဖြစ်လာပါတယ်ဒီအချက်ကိုပိုပြီးထင်ရှားတော့အောင်ကိန်းကဏ္ဍတစ်ခုနဲ့ပြချင်ပါတယ်တန်းကဏ္ဍပါ2026အစောပိုင်းမှာတင်ရွှေလီမူဆက်နဲဆက်ကိတ်ကိုလူပေါင်းတန်းတော်ဖြတ်တန်းတော်လာခဲ့ပါတယ်ဒါဟာရခိုင်နှစ်ကထက်8.9%တောင်တိုးလာတာနော်စဉ်းစားကြည့်ပါပြည်တွင်းစစ်အပြင်းထန်ဖြစ်ပွားနေတဲ့ကြားကနေတရုတ်နိုင်ငံရဲ့စီးပွားရေးရည်မှန်းချက်တွေကမြေပြင်မှာတခဲကိုအသက်ဝင်လဲပတ်နေတဲ့ဆိုတာကိုဒီအချက်ကပြက်ပြက်သားသားတက်တည်ပြနေတာပါဒီလိုစီးပွားရေးလုပ်ငန်းတွေလက်ပတ်နိုင်မှုတဲ့အရေးကြီးတဲ့အပိုင်း9ဖြစ်တဲ့နေဆက်အပက်အခက်ရက်ဆက်ရဲ့ချားဝင်စစ်ဆက်မှုကိုဆက်ကြည့်ရအောင်တရုတ်တန်တမန်တွေဟာပฏิပတ်ကတိကြမှာဘလို့တက်ကြွကြွချားဝင်စစ်ဆက်ပေးနေတယ်လေဆိုတာကိုလွယ်လွယ်ကူချေရခံချိနိုင်ပါတယ်ဥပမာအနေနဲ့26ခုနှစ်မတ်လလောက်ကဖြစ်ပွားခဲ့တဲ့ MNDA TNL နဲ့စစ်ကောင်စီကြားတိုက်ပွဲတွေကိုကိုမင်းနဲ့နေပြည်တော်မှာတက်ရိုက်ဂျားဝင်စစ်ဆက်ခဲ့တာမျိုးပေါ့အဓိကရည်ရွယ်ချက်ကတော့ကွန်သွယ်ရေးတွေရပ်တန့်မသွားအောင်နဲ့ချင်းဆွေဟောအနေစက်ကီလိုမျိုးအရေးကြီးတဲ့လမ်းကြောင်းတွေပြန်ဖွင့်နိုင်ဖို့ပါမှန်ပါတယ်ရလာတဲ့သဘောတူညီချက်တွေကတော့အချိန်မီဂျူးပေးသွားနိုင်တဲ့အခြေအနေမျိုးလေးကြီးပါပဲနောက်ဆုံးပိုင်းဖြစ်တဲ့အပိုင်း6 2026တန်တမန်ရေးမဟာဗျူဟာကိုလေ့လာကြည့်ကြပါစို့
2026ခုနှစ်စောပိုင်းကတန်တမန်ရမတ်တိုင်တွေကိုအချိန်ကာလလိုက်စောင့်ကြည့်လိုက်ရင်အလွန်ကိုတိတာထင်ရှားတဲ့မဟာဗျူဟာတစ်ခုကိုတွေ့လာရပါတယ်။စစ်ကောင်စီကအဆင့်လိုက်ရွေးကောက်ပွဲတွေစတင်ခဲ့တဲ့ January လကနေစလို့ April 10ရက်နေ့မင်းအောင်လှိုင်ရဲ့သမရရာတို့တက်ပွဲကိုရှီကျင့်ဖြင့်အထူးကိုစားလဲတက်ရောက်ခဲ့တာတွေApril 25ရက်နေ့မှာနိုင်ငံသားရေးဝန်ကြီးဝမ်ယီကိုရိုင်နေပြည်တော်ကိုလာရောက်ခဲ့တာတွေဟာတရုတ်နိုင်ငံအနေနဲ့အစိုးရဖွဲ့တဲ့ဆက်ဆံရေးကိုရည်ရွယ်ချက်ရှိပုံမှန်ချင်းနေရအောင်ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ဒီနေရာမှာ2026 April 25ရက်နေ့ကနိုင်ငံသားရေးဝန်ကြီးဝမ်ယီပြောခဲ့တဲ့စကားတစ်ခွန်းကိုအထူးတတိပြုကြီးစဲခြင်းပါတယ်။ပတ်စုံ platform တွေမှာမြန်မာနိုင်ငံအတွက်တရုတ်နိုင်ငံကဆက်လက်ရည်တည်ပြောဆိုပေးသွားမယ်တဲ့။ရည်တည်ပြောဆိုပြီးမဲ့ဆိုတဲ့အတုံးလုံးတွေကအင်မတန်အကွက်ကြပါတယ်။ဒါနိုင်ငံတကာစင်တင်ဒီမှာမြန်မာစစ်အစိုးရကိုဆက်လက်အကာအကွယ်ပေးဆောင်မဲ့အကြောင်းကိုတရားမျှတမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေတည်တည်ချာချာတွက်ချက်ပြောဆိုလိုက်တဲ့တန်တမယအတုံးလုံးစစ်စစ်ဖြစ်ပါတယ်။ဒါတွေမကသေးဘူးနော်။ဝိုင်းရိတ်ကခိုင်မာသောထောက်ခံမှု၃ရက်ဆိုတာကိုမှချက်ပြသွားပါသေးတယ်။နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့လမ်းကြောင်းရွေးချယ်မှုအချို့အခြားအာဏာကောက်ွယ်ရေးပြီးတော့ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးဆိုတာတွေပေါ့။အပေါ်ရနှာထောင်ချင်တော့တာမန်တန်မန်စကားတွေလို့ထင်ရပေမဲ့တကယ်တမ်းကျတော့မြန်မာနိုင်ငံမှာရှိတဲ့သူတို့ရဲ့ဘီလီယံချီတဲ့ယင်းနှိမ့်နိုင်မှုတွေကိုအပြည့်အဝကာကွယ်သေးဖို့နဲ့နေစဖြတ်ကျော်ရာဇဝမှုတွေကိုချက်ချင်းရပ်တန့်ဖို့တရုတ်ရဲ့ပြတာတဲ့တောင်းဆိုချက်ကိုထင်ဟပ်နေတာပါဆိုတော့ကပေဂျင်ရဲ့အန်တီမာရေးမချက်ကပါလေရှင်းပါတယ်မြန်မာပြည်တွင်းနိုင်ငံရေးကနေစစ်တပ်ကိုလုံးဝဖယ်ရှားပစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူတို့ကအသုံးသပ်ထားပါတယ်ဒါကြောင့်သူတို့ရဲ့စီးပွားရေးစင်ကြံကိုအားကားဝေပေးနိုင်မှုဆိုရင်စစ်တပ်ကိုယ်တိုင်ပါဝင်တဲ့ညီနိုင်အဖြစ်ရှာရေးဟာတရုတ်အတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်နေတာပေါ့ဒီအချက်တွေအလုံးကနိုင်ငံတကာဆက်ဆက်ရေးလေးလာသူတွေကစဉ်းစားစရာအင်မတန်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုခြံရခခဲ့ပါတယ်။ဘီလီယံကြီးတန်ဖိုးရှိတဲ့အခြေခံအဆောက်အအုံဆိုင်ရာအကျိုးရှိကွာတွေနဲ့တစ်ဖက်မှာလည်းအခြေခံအားဖြင့်ပြိုကွဲနေတဲ့နိုင်ငံတော်ကြီးအကြောင်းပါ။ပေကျင်းရဲ့ဒီနှစ်ခွက်ပြူဟာရေရှည်တည်တံ့အောင်ချင်းခွင်ရှာညီနိုင်ပါမလား။အခက်ခဲပေါင်းစုံကြားကစစ်အစိုးရနဲ့တနေ့တခြားအင်အားကြီးလာတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုတပြိုင်တည်းဆက်ဆံနေတဲ့တရုတ်ရဲ့ဗျူဟာကဘယ်လောက်ထိခရီးရောက်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အနေအထားပဲဖြစ်ပါတယ်။ဒီကနေ့တင်ပြပေးခဲ့တဲ့ရှင်းလင်းတင်ပြချက်ကြီးနဲ့နိုင်ငံရေးကစားကွက်တွေကိုပိုပြီးရှင်းရှင်းလင်းမြင်လာနိုင်မယ်လို့မျှော်လင့်ပါတယ်